ဒါဆိုလို့ရှိရင် if တွေကိုဒီ if s တွေ if တွေကို shorthand နဲ့သုံးမယ်ပေါ့နော်အတူနည်းနဲ့သုံးမယ်ပေါ့ဒါဆိုလို့မျိုးရှိရင်အဲ့လိုမျိုးအတူနည်းနဲ့သုံးမယ်ဆိုလို့ရှိရင်တို့တွေကအခုလက်ရှိဒီမှာကြည့်ကြည့်မယ်ပေါ့နော် A ဆိုတဲ့ variable အခန်းထဲမှာ5ဆိုတဲ့ data တန်ဖိုးထည့်ထားတယ် B ဆိုတဲ့ variable အခန်းထဲမှာ data တန်ဖိုး2လို့ထည့်ထားတယ်ပေါ့နော်ဒါဆို if အကယ်၍ A greater than B အကယ်၍ A သည် B ထက်ကိုကြီးခဲ့မယ်ဆိုလို့ရှိရင်သူကဒီမှာကိုလွန်ခံပြီးသွားပြီဆိုလို့ရှိရင် print A is greater than B ဆိုပြီးတော့မှတခါတည်းသူကဘေးနားမှာတခါတည်းရေးလို့ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူက1 line တစ် line ထဲကိုအသုံးပြုပြီးတော့မှရေးလို့ရတယ်ပေါ့နော် if statement တခါတည်းရေးမယ်ပြီးသွားရင်မှန်ရင်လုံးမဲ့အလုပ်ဒီ if statement မှန်ရင်လုံးမဲ့အလုပ်ကိုတခါတည်းသူ့ရဲ့ဘေးနားမှာတခါတည်းတွဲပြီးတော့မှ1 line တစ်ချောင်းနဲ့ပုံစံမျိုးအနေနဲ့ shorthand သုံးပြီးတော့မှရေးလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် if s ကို shorthand သုံးမယ်ပေါ့နော် if s ကို shorthand သုံးမယ်ဆိုလို့ရှိရင်သူက1 line တစ်ချောင်းနဲ့တခါတည်းသုံးလို့ရတယ်ဒါဆိုဘယ်လိုသုံးမလဲဆိုလို့ရှိရင် a equal to ပေါ့နော် a ဆိုတဲ့ variable အခန်းထဲမှာ2ဆိုတဲ့ data value တန်ဖိုးထည့်ထားတယ်ပြီးရင်အောက်မှာ b ပေါ့နော် b ဆိုတဲ့ variable အခန်းထဲမှာဒီနေရာမှာ330ဆိုပြီးတော့မှသူက data value တန်ဖိုးထည့်ထားတယ်အဲ့ဒါပြီးသွားရင် print a ဆိုပြီးတော့မှသူကဒီမှာထုတ်ထားတယ် if အကယ်၍ a greater than b A က B ထက်ကိုကြီးခဲ့မယ်ဆိုလို့ရှိရင်တော့ဒီမှာ x print b ဆိုပြီးတော့မှသူကထုတ်ချင်တာဒါဆိုလို့ရှိရင်သူကဘယ်လိုမျိုးလုပ်ထားတာလဲဆိုရင် if condition မှန်ရင်ဘာလုပ်မှလဲလုံးမဲ့အလုပ်ကိုအရင်ရေးမယ်ပြီးသွားတော့မှ if statement ရေးမယ်အကယ်၍မဟုတ်ခဲ့ဘူးဆိုလို့ရှိရင် x ခံမယ်အဲ့ဒါပြီးသွားရင်မဟုတ်ရင်မှားသွားပြီဆိုလို့ရှိရင်လုံးမဲ့အလုပ်ကိုအနောက်ဘက်မှာရေးပေးရမယ်ဒါက if s ကို shorthand အနေနဲ့1 line တစ်ချောင်းနဲ့သုံးပြီးတော့မှရေးသွားတာပေါ့နော်